ရှက်ရစရာအကောင်းဆုံး red carpet အမှားယွင်းတွေဖြစ်ခဲ့တဲ့နာမည်ကြီး9ဦးနံပါတ်9 Liza Koshy face plan ရဲ့အတိတ်တွေကိုတည်တည်ချာချာတရုပ်ဖော်သွားသူပါ Liza ဟာအော်စကာပွဲမှာတောက်ဖက်အမြင့်ကြီးတွေနဲ့လမ်းလျှောက်နေတော့ရုတ်တရက်ခြေကျင်းဝတ်ခောက်သွားခဲ့ပါတယ်သူမဟာဟန်ချက်ပြက်ယုံတင်မကပဲတကူလုံးပြုတ်ကျသွားခဲ့တာပါကင်မရာတွေကအဲ့ဒီအရှက်ရစရာအခိုက်အတန့်ကိုစက္ကန့်မလက်မှတ်တမ်းတင်မိသွားပါတယ်နံပါတ်4 Amy Stewart လုံးဝမပေါက်ခဲ့တဲ့ဟာတာတစ်ခုပေါ့အမေကခင်းနဲ့ခင်းဒီတို့ရှိမှခုံချလိုက်ရင်ရေရလိမ့်မယ်လို့ထင်ခဲ့တာပါဒါပေမဲ့အကြီးအကျယ်မှားသွားပါတယ်ရေမောတန်တွေအစားအဲ့ဒီဇနီးမောင်နှံစီကနေရွန်ရှာဆက်ဆုပ်တဲ့အကြီးတွေကိုပဲရရှိခဲ့ပြီးသူတို့ကတော့လှည့်ထွက်သွားကြပါတယ်နံပါတ်3 Tyler အလှပကိုပဲဦးစားပေးပြီးအဆင်မပြေဖြစ်သွားခဲ့တာပါ Tyler ရဲ့တဲအယောင်ဝစ်စုံဟာပြင်ချက်တစ်ခုလိုတောင့်တင်းနေပါတယ်သူမအဲ့ဒီဝစ်စုံနဲ့လမ်းတောင်လုံးဝရှောက်လို့မရပါဘူးလုံခြုံရေးဝန်ထမ်းတွေကသူမကိုပရိဘောကပစ္စည်းတစ်ခုလိုပဲလှေကားပေါ်အထိမချီသွားပေးခဲ့ရပါတယ်နံပါတ်2 Zach တကယ်ကိုအနေရခက်စရာပါပဲကလေးရုပ်ရှင်အထူးပြသပွဲတစ်ခုမှာ Zach ဟာကွန်ဒုံးအိတ်တစ်ခုကို red carpet ပေါ်မှာတင်လွှတ်ချမိခဲ့ပါတယ်သူက oh my god လို့ရေရွတ်ပြီးအထိတ်တလန့်နဲ့ပြန်ဖုံးဖို့ကြိုးစားခဲ့ပါတယ်ကလေးကကြော်ညာနေတော့ဒါမျိုးဖြစ်တာဟာတကယ်ကိုဖာနာမကျန်းမှုပါပဲနံပါတ်1 Chrissy Teigen အဟိုက်လွန်သွားတဲ့ဝစ်စုံပါ Chrissy ရဲ့ကာဝန်ဟာ giant ထိဟိုက်နေပြီးချိတ်တစ်ခုလေးနဲ့ပဲထိန်းထားတာပါချိတ်ပြုတ်သွားပြီးလေးတစ်ချက်အဝေးမှာပဲသူမဟာကင်မရာဆရာအားလုံးရှိမှအရှက်ရခဲ့ပါတယ်သူမကတော့ဒါဟာဝစ်စုံပိုင်းဆိုင်ရာအရေးပေါ်အခြေအနေပါလို့တောင်းပန်ခဲ့ပေမဲ့အင်တာနက်ပေါ်မှာတော့အကုန်လုံးကမြင်သွားခဲ့ပါပြီ